အားလုံးပဲမင်္ဂလာပါရှင် The Rest Show ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လီဗာပူးအသင်းဟာကရာဘောင်ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတော့မှဒီထက်ကမှစိတ်ဝင်စားဖွယ်ရာအချက်ကလေးတွေကိုထုတ်နှုတ်တင်ဆက်ပေးသွားကြပါမယ်ပထမဆုံးအနေနဲ့ကတော့ Trent Arnold ကဒီပွဲစဉ်ကိုတေချာပေါက်လဲချုံမှာဖြစ်ပြီးတော့မှရာသီမကုန်ခင်မှာတော့အသင်းနဲ့ပြန်လဲပူးပေါင်းကစားသွားနိုင်လိမ့်မယ်လို့ဒီပြကြီး Amslot ကပြောဆိုထားပါတယ်ဆိုတော့ Trent Arnold နေရာမှာကွမ်ဆက်ကိုသုံးဆွဲလာနိုင်ခြေရှိပြီးတော့မှကွမ်ဆက်ကို Amslot ကချီကျူးစကားပြောဆိုခဲ့ပြီးတော့သူဟာခန်းစစ်အစွန်နေရာတွေမှာလည်းကစားနိုင်စွမ်းရှိရသူဆိုပြီးတော့မှထောက်ခံပြောဆိုသွားခဲ့ပါတယ်ကိုနာတေးကတော့မနေ့ကအသင်းနဲ့အတူတူလေ့ကျင့်မှုမပြုလုပ်နိုင်သေးပဲနဲ့ဒီနေ့အသင်းရဲ့လေ့ကျင့်ရေးမှာပါဝင်နိုင်မှုမျှော်လင့်ထားပါတယ်။စောင့်ကြည့်ရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုနီးပြကြီး Amslot ကထပ်မံပြောဆိုထားပါတယ်ရှင်။ဆက်ဆက်ပြီးတော့လည်းခွမ်ဆက်ဟာနီးပြဆောက်ရဲ့ဦးဆောင်တဲ့အင်္ဂလန်စီနီယာအသင်းကြီးမှာမလန်လူကာတီစုံနဲ့အတူတူပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။အင်္ဂလန်အသင်းအနေနဲ့လာမယ့်နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာအယ်ဘေးနီးယား၊လက်ဗီးယားအသင်းအနေနဲ့အတူရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းရဲ့အသက်25နှစ်အရွယ်တိုက်စစ်မှုဒါဝင်နူးညက်စာလက်ရှိလီဗာပူးအသင်းမှာပုံမှန်ခြေစွမ်းတွေပြနိုင်မှုရုန်းကန်နေရပြီးတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရပါတယ်။ဒါဝင်နူးညက်ကိုစပိန်ကလပ်အက်တလက်တီကိုမက်ဒရစ်အသင်းကအနီးကပ်စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။ဒီကိုကသူတို့အားထားရတဲ့တိုက်စစ်ကစားသမားခရစ်မန်ကိုလက်လွတ်ရတော့မယ့်အနေအထားမျိုးမှာဒါဝင်နူးညက်ကိုအစားထိုးခေါ်ယူသွားနေခြင်းဖြစ်ပါတယ်။နောက်ထပ်ပြီးတော့ Premier League Club အသင်းတွေဖြစ်တဲ့ Newcastle နဲ့ Wolverhampton အသင်းတို့ကလီဗာပူးအသင်းရဲ့တိုက်စစ်မှုဒီယိုဂိုဂျူတာကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပါတယ်။အသက်28နှစ်အရွယ်ဒီယိုဂိုဂျူတာဟာလာမယ့်နွေရာသီမှာရောင်းချသွားပွဲရှိနေပြီးတော့မှချန်ပီယံလိကိုဆက်လက်ကစားခြင်းစိတ်ရှိနေတာကြောင့်မလို့ Wolves နဲ့ Newcastle မှာဆိုရင် Newcastle ကိုရွေးချယ်သွားနိုင်ပဲရှိနေတယ်လို့သိရပါတယ်။ဒီနောက်ဆောင်ဖာဂျီဗန်ဒိုင်ရဲ့စာချုပ်တိကိစ္စနဲ့ပတ်သက်ပြီးတော့နီးပြကြီး Amslot ကသူ့အနေနဲ့နောက်ရာသီမှာဗန်ဒိုက်ကိုအသင်းမှာဆက်ပြီးတော့ရှိစေခြင်းပြီးတော့မှစာချုပ်ကိစ္စတွေဟာမိမိနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူးဆိုပြီးတော့မှဘာဂျီဗန်ဒိုင်ရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခရာဘောင်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာနီးပြကြီး Amslot ကပြောဆိုသွားခဲ့ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်